ဒီနေ့ကဘယ်နေ့တုန်း29ရက်လ2025မှာ2026 29ရက်လ2026ရဲ့အဲ့ဒီနေ့ကနန်းကဘာဖြစ်နိုင်မလဲဆိုတော့ဒီလေးလုံးပေါင်း3ရက်305ကီ305ကီကိုဒီနှလုံးပေါင်းက3ဒါ break 305 break 305ကီ305 break ဆိုပြီးတော့50ထွက်ဒီလေးလုံးပေါင်းက net ခွန် net လေးလုံးပေါင်း net ခွန်ဒီnet ခွန်ဒီနှလုံးပေါင်းက6တိတ်ကို break ဆိုပြီးတော့4ခွန်တိတ် break ထွက်ဒီလေးလုံးပေါင်းက8 3ကီဒါလည်း8 3တိတ် break ဒီနှလုံးပေါင်း8နော်3တိတ် break 8 break ဆိုတော့308ထွက်ဒီမှာလေးလုံးပေါင်းက338ဆိုတော့4ကိုကီဒီနှလုံးပေါင်းက93 break ကိုကီ9 3 break ဆိုတော့တစ်ကိုထွက်တယ်နော်မနေ့ကတစ်လီထွက်တဲ့ site ပေါ်တာနော်ဒီမှာတစ်6ကီပေါ့အဲ့ဒီလုံးပေါင်းတစ်နော်လုံးပေါင်းတစ်6ကီbreak က385 break က385 break တစ်6ကီဆိုတော့တစ်လီထွက်နော်ဒီနေ့29ရက်နေ့ကဘာကီရောတစ်6ပါပဲနော်တစ်6ကီ break က2ခွန်4 break ဟုတ်တယ်နော်တစ်6ကီ2ခွန်4 break ဆိုတော့ဘာဖြစ်နိုင်မလဲတစ်6ကီ2ခွန်4 break တစ်6တစ်3ကဲဒီ5လုံးပဲရှိရနော်ဒီနေ့ကတစ်6ကီ2ခွန်4 break လို့ရမှာ5လုံးပဲရှိတယ်ဒီနေ့ဆက်ပြီးတော့ကောင်းတာပေါ့နော်ကွဲပဲထိုးရမှာနော်ကဲမနေ့လိုပဲမနေ့ပိုင်းထွဲပြီးတော့ချုံကျွေးတွေလည်းပြန်ကြည်ပါစေဗျာနော်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာကြပါစေ